အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မုံလုံးရေပေါ်လုံးဒီလေးပြပြချင်ပါတယ်အရင်ဆုံးထုံးရည်ကြီးလေးလုပ်ပါမယ်ဒီအစင်းကတော့မပါလဲရပါတယ်ရေ900 ml ထဲမှာကွန်စားထုံ1 teaspoon ကိုထည့်ပြီးတော့တေချာလေးလှုပ်ပေးပါမယ်ပြီးရင်အနေထိုင်သွားအောင်တစ်ရက်ဒါမဟုတ်တစ်ညထားပါမယ်ပြုံးမဲ့ရေထဲမှာဒီထုံးရည်ကြီးလေးတစ်စုံလောက်ထည့်ခြင်းအပြင်သူကမုတ်သားလေးကိုတင်းတင်းရင်ဖြစ်စေတယ်ပြီးတော့မုတ်သားရေလည်းတိတ်မကတ်တော့ဘူးမုံလုံးရေပေါ်မုတ်သားအတွက်ကောင်းညင်းမှုတ်နဲ့ဆန်မှုတ်ကို4စတစ်စထည့်ပါမယ်ဒီမှာတော့ကောင်းညင်းမှုတ်160 gram နဲ့ဆန်မှုတ်40 gram ထည့်ထားပါတယ်ပြီးရင်စားလေးနည်းနည်းထည့်ပါမယ်ရေကတော့160 ml လောက်ကုန်ပါတယ်ဒါပေမဲ့သူကတော့အတိအကျမဟုတ်ပါဘူးလိုရင်လိုသလိုနည်းနည်းစီထဲလိုက်နယ်လိုက်ထဲလိုက်နယ်လိုက်နဲ့ကိုလိုချင်တဲ့အနေထားရအောင်ရလိုက်လို့ရပါတယ်ဒီအနေထားဆိုရပါပြီတေချာလေးနယ်ပြီးသွားလို့ရှိရင်အပေါ်ကိုအဝတ်ကလေးအုပ်ပြီးရင်မိနစ်30လောက်ခဏလေးနှက်ထားမယ်နော်ပြီးရင်အုံသီးခွဲပြီးတော့အုံသီးချစ်ပါမယ်Asian supermarket မှာတော့လေဒီဟာအုံသီးချစ်ပြီးသားလေးတွေကိုခဲပြီးသားရောက်ပါတယ်ဒီမှာတော့ဝင်ရ fresh လို့ချင်တာမလို့ကိုပဲအုံသီးဝယ်လိုက်ပြီးတော့ကိုချစ်လိုက်ပါတယ်တတိတော့ထားပါတော့အုံသီးကမျက်လုံးလေးပါတယ်စင်တက်တဲ့သူ့ရဲ့အခွန်အပဲ့အစားလေးတွေရလေဒီအုံးရည်ကတော့လုံးဝမကောင်းပါဘူးတော်တော်အရသာဆိုပါတယ်အုံးသီးစားချစ်ပါမယ်နော်အုံးသီးချစ်ပြီးလို့ရှင်ရင်ထညက်လေးတွေကိုကြိုက်တဲ့အနေအထားလေးတွေကိုပြီးထားပါမယ်ထညက်တွေကလည်း Asian supermarket ဒီမှာရပါတယ်ဒါပေမဲ့ဝင်ရတော့မြန်မာနိုင်ငံကထညက်ပဲကြိုက်တယ်သူကအနံ့လေးမွေးလို့လေကြံတကာတော့တနိုင်သမျှမသုံးပါနဲ့နော်မုံလုံးရေပေါ်အရသာလုံးဝပြတ်သွားလို့ပါပြီးရင်မုတ်လေးတွေလုံးပါတော့မယ်
မုံလေးတွေလုံပြီးလို့ရှင်ရင်ရေနွေးတည်ပါမယ်ဒီအစင်းမှာမနေ့ကလှုပ်ထားတဲ့ထုံးအနေထိုင်ထားတဲ့ရေလေးပေါ့နော်အပေါ်ရန်အရေးကြီးပဲယူပါမယ်အရေးကြီးလေးကိုဇွန်းတစ်ဝက်ဒါမှမဟုတ်ဇွန်းပေါ့နော်ထည့်ပါမယ်ဘေးနားမှာရေအေးစလုံးတစ်ခုလည်းအစင်းနဲ့လှုပ်ထားပေးပါရေဆူလာပြီဆိုလို့ရှိရင်လုံထားတဲ့ဟာလေးတွေကိုထည့်ပါမယ်မိနစ်အနည်းငယ်လောက်ကြာလို့ရှိရင်မုံလုံးလေးတွေစပြီးတော့ရေပေါ်လာပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါကိုချစ်ချင်းမစဲနဲ့နော်မုံလုံးလေးကအပေါ်တက်လာလိုက်ပြင်းနစ်သွားလိုက်ဖြစ်နေပါလိမ့်မယ်နောက်ဆုံးပြန်မနစ်တော့ဘဲနဲ့အပေါ်မှာလုံးဝကိုဘောလောပေါ်နေပြီဆိုရင်ဆယ်လို့ရပါပြီဆယ်ပြီးလို့ရှိရင်ဘေးနားကရေအေးပကံထဲမှာထည့်ပါမယ်ရေအေးထဲမှာမိနစ်အနည်းငယ်လောက်ထားပြီးလို့ရှိရင်ဆယ်လို့ရပါပြီပြီးလို့ရှိရင်တော့ချစ်ထားတဲ့အုံသီးလေးနဲ့တွဲစားလို့ရပါပြီအရင်ကိုစားလို့ကောင်းပါတယ်မုတ်သားလေးကလည်းမပြော့မမအနေအထားနဲ့အီလေးနဲ့စားလို့အရင်ကောင်းပါတယ်ကျန်နဲ့ချစ်ထားတဲ့အုံသီးလေးတွေကိုတော့နည်းနည်းစီခွဲပြီးတော့ခဲထားပါတယ်နောက်ပိုင်းသုံးစရာရှိလာလို့ရှိရင်အစင်းနဲ့သုံးလို့ရတာပေါ့နော်ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်